အခုကတော့ဒါ9နာရီ10မိနစ်ပေါ့နော်10မိနစ်မှာဒါ86မိုင်ကိုရောက်ပါတယ်ကားရဆိုအများကြီးပဲအစီးဘယ်လောက်ရှိအစီး90လောက်ရှိမှာနော်အခုကတော့ဒါ6နာရီလောက်တော့ရှိပြီပေါ့နော်ကျမောက်10နာရီရောက်နေပါပြီအခုကတော့ဒါပကံကိုရောက်ပါပြီပကံကိုရောက်ပါပြီရှင်ပကံရောက်ပါပြီအခုကတော့ဒီမှာဘတ်စကိုင်းကိုရောက်နေပါတော့ဒီနေ့ကတော့ဒါသတင်းကျွတ်ပလန်နေနဲ့ပကံကိုသွားမှာဖြစ်ပါတယ်ကေတို့ကတော့ပကံကိုဒါ tour and travel and tour နဲ့ပေါ့နော်ဒါချက်ပြီးတော့သွားဖြစ်ပါတယ်သွားမှာတော့ဒါ3ယောက်ပါ3ယောက်သွားမှာဖြစ်ပါတယ်ကေတို့အခုရောက်နေတာကတော့အခုကတော့ဒါတမိုင်းပေါ့နော်ဒါတမိုင်းလမ်းဆောင်ကိုရောက်နေတာဖြစ်ပါတယ်ဒါသူတို့ point ဆောင်နေရပေါ့နော်ပတ်စံနေပါရဲ့ဒါကေတို့ကကြတော့ဒီတမိုင်းမှာပဲဆက်တက်ဖြစ်တာပေါ့နော်ဒါလူတွေလည်းရောက်ကားလည်းရောက်ဆိုတော့ပေါ့နော်ဒါကားလာရဲ့ပုံစံလေးတော့မရိုက်ဖြစ်ဘူးပေါ့နော်အခုကတော့ကားအခုမှရောက်တာဒီအခုကေတို့သွားတဲ့ travel ကကြတော့ sunshine ပေါ့နော် travel and tour နဲ့သွားဖြစ်တယ်3ညအိတ်4ရက်ပေါ့နော်ကေတို့သွားတာကကြတော့သူကကြတော့ကားကပါမယ်တဲကိုကန်းကပါစားတောက်တွေလည်းပါမယ်စားတောက်က6နဲ့ပါမယ်ဘူဖေးတွေကြီးပဲပေါ့နော်အဲ့ဒါပါမယ်ဟိုမှာတယောက်ကို2,900ကျပ်ကြပါလေဒါအခုကတော့သွားနေပြီပေါ့နော်ကဲအဲ့တော့လိုက်ခဲ့ပါအောင်နော်အကင်ကိုသွားပါမယ်ဒါကေရိုသွားတဲ့ကားကြတော့ဒါ 2+1 ပေါ့နော် VVIP ကားဖြစ်ပါတယ်သူကကြတစ်ဖက်ကကြ2ခုံနှမ်းပေါ့နော်တစ်ဖက်ကကြ1ခုံနှမ်းဖြစ်ပါတယ်ဒီအရှိနေရာပေါ့နော်ဒီအရှိနေရာဆိုလဲဒီမှာအကျယ်ကြီးပဲတော်တော်ကျယ်တယ်ပေါ့နော်ဒီနေရာထိုင်ရတာလဲတော်တော်ကျယ်ပါတယ်အဆင်ပြေပါတယ်အခုကတော့ပေါ့နော်ဒါဒီလန်ကနေပြီးတော့ရန်ကုန်လင်းကွင်းပေါ့နော်လင်းကွင်းတော့ရောက်ပါဖြစ်ပါတယ်ကေရိုထွက်တော့ဒါ9နာရီပေါ့နော်ဒါပေမဲ့သူကခရီးသည်တွေကိုပတ်ကြွားသေးရပေါ့နော်ပတ်ကြွားသေးတော့အခုဆိုရင်တော့ဒါ6နာရီထိုးပြီပေါ့နော်6နာရီထိုးပြီရန်ကုန်လင်းကွင်းတော့သူတို့ရောက်လာပြီဖြစ်ပါတယ်အခုကတော့ပေါ့နော်ဒါ6နာရီ9မိနစ်ရှိပါပြီခရီးကွင်းလမ်းကွဲကိုဒါကျော်လာပြီပေါ့နော်အခုကတော့ဒါရန်ကုန်ကနေတဖြည်းဖြည်းနဲ့ထွက်လာပြီပေါ့နော်တဖြည်းဖြည်းနဲ့ရန်ကုန်ကနေပြီးတော့ခွက်လာပါပြီအခုကတော့6:43ပေါ့နော်အခုကတော့ဒါစီဆိုင်ပေါ့နော်ဒါStar High ဆိုတဲ့အမြန်လမ်းစီဆိုင်မှာဒါသူတို့ဒါအပေါ်သွားဖို့ပေါ့နော်အပေါ်လေးသွားဖို့အတွက်ဒါသူတို့ရက်ပေးပါတယ်အခုကတော့ဒါ9နာရီပေါ့နော်ထောက်ချက်လမ်းဆောင်ရောက်ပါပြီအခုကတော့ဒါ9နာရီ10မိနစ်ပေါ့နော်10မိနစ်မှာဒါ86မိုင်ကိုရောက်ပါတယ်86မိုင်မှာသူတို့ညစာစားလို့ပြီးတော့ရက်ပေးရပေါ့နော်ရက်ပြီးတော့ဒီမှာမင်္ဂလာပါဆိုတော့ဒါဖူးကောက်ပေါ့နော်ဆိုင်မှာစားလို့ရရဲဒီနားမှာလေးရက်တဲ့ကားတွေလည်းအများကြီးပဲပေါ့နော်တော်တော်များများလည်းရက်တယ်လူတွေလည်းအများကြီးပဲဆိုတော့ဒါတော့ကြည့်မယ်ပေါ့နော်ဒီမှာဘာစားလို့ရလဲပြီးတော့ဘာရှိမလဲပေါ့နော်တော့ကြည့်မှဖြစ်ပါတယ်အဲ့တော့ကြည့်ဒါလည်းခုနကမင်္ဂလာပါဆိုတော့ပေါ့နော်သူကနောက်ဖက်ချမ်းမှာဆိုရင်တော့ဒီမှာဆိုရင်ဒါလက်ဆောင်ပစ္စည်းဆိုင်ပါနော်လက်ဆောင်ပစ္စည်းဆိုင်ရှိပါတယ်ဟုတ်ကဲ့ပါဆက်လက်ပါမှာဆိုမချင်းတို့ပါလည်းရှိရပါတော့လက်ဖက်တော့အဲ့လည်းအဆောင်ရှိပါတယ်ငါကလည်းစပစ္စည်းဆိုင်နဲ့ဆက်သွားမှဆိုရင်ဒါမှတိုင်းနဲ့ရှိရပါတော့တိုင်းလည်းရှိရတိုင်းလည်းကနေဆက်သွားကြည့်ပါတော့နော်တိုင်းလည်းကနေဆက်သွားရှိပါရှိတယ်
ပဲချမ်းမှလည်းဒါလက်ဆောင်ပေးပေးဆိုင်ပဲရှိရပါတော့လူတွေကတော့တော်တော်များတယ်သတင်းကြုံပေးရဆိုတော့ပေါ့နော်ဒါစိတ်သက်ကားလည်းများရဲပဲပေါ့နော်အပြင်ဘက်တန်းမှာပေါ့နော်အပြင်ဘက်တန်းမှာဆိုတော့ဒါကောင်းလေးမောင်းတို့ပမာမုတ်တို့ပေါ့နော်အဲတန်းလေးလေးရှိပါတယ်အဲဒီမှာဆိုရင်ဒီဘက်မှာဆိုရင် KFC လိုပါတော့ရှိရပါတော့ KFC ကကြာအခုကည9နာရီကျော်နေပြီဆိုတော့သူကပိတ်ထားတယ်ဒီမှာဆိုနေကားရအများကြီးပဲရှေးလာရန်လိုက်ပြေဝန်နဲ့ဒီမှာ Better Best ဒီမှာ Travel and Tour Buran Light တို့ဒီဘက်ကျမ်းမှာဆိုရင်လည်းဒီမှာတန်းထဲနဲ့ရောင်းရင်းများလူနာ Grace ဒီဘက်မှာအကုန်ပေါ့နော်ဒီဖျားဘူးထွက်တဲ့ခီးတွေရောခီးတဲ့ကားတွေရောပေါ့နော် Travel and Tour ကားတွေရောအကုန်သူတို့ဒီအဝေးပြေး Express ကားတွေရောပေါ့နော်အကုန်ဒီမှာရက်တာဖြစ်ပါတယ်အဲကြောင့်မလို့လူတွေကတော့အများကြီးပဲပေါ့နော်သတင်းကြိုပေးရဆိုတော့ခီးသွားတဲ့လူတွေလည်းများတော့ဒီမှာအများကြီးဖြစ်ပါတယ်ကားရဆိုအများကြီးပဲအစီးဘယ်လောက်ရှိအစီး90လောက်ရှိမှာနော် Express ကားကြီးရအစီး90လောက်ရှိအစီး90ရှိပါမလားမရှိပါဘူးရှိတော့တယ်ဟိုဝင်းထဲမှာဒီမှာလမ်းနဲ့ဘေးတစ်ဖက်တစ်ဆက်ဒီမှာရက်ထားအများကြီးပဲတော်တော်များတယ်တော်တော်များလူတွေကလေစားဖို့လေနေရာကိုရှာလို့မရဘူးဒီတန်းကလည်းအပြည့်မင်္ဂလာမှာစားအဲ့မင်္ဂလာမှာလည်းအပြည့်အမှလူတွေကအပြည့်ပဲအခုကတော့ဒါ86မိုင်မှာရန်နာပြီးစားပြီးပေါ့နော်အဲ့ဒါဆိုဒါကားပေါ်ပြတ်တတ်ပါမယ်အခုကတော့ဒါတနင်္လာ40နှစ်ရှိပါပြီပေါ့နော်တနင်္လာ40နှစ်ရှိပါပြီဒါနေပြီးတော့နဲ့နေပြီပေါ့နော်နေပြီးတော့နာဟိုဖြတ်ပြီးတော့သွားမှာပေါ့နော်အခုထိဒါစထွက်တဲ့ရပါတော့အိတ်မပြောဘူးပေါ့နော်အဲ့လိုလည်းမရဘူးကအဲ့လိုမျိုးလှုပ်တာရမ်းတာအဲ့လိုမျိုးနဲ့ဆိုတော့အဲ့လိုမပြောဘူးဆိုတဲ့အတွက်လူကတော့နှက်ခါနေရပါတော့နေ့မှကျရင်တော့ဘယ်လိုသွားမယ်တော့မသိဘူးအခုကတရေးမှမိတ်ကသေးပါဘူးအခုကတော့ဒါ6နာရီလောက်တော့ရှိပြီပေါ့နော်ကျမောက်စင်နာကိုရောက်နေပါပြီအရင်ရက်တွေကတော့ဒီနားကတော်တော်ရေရှမ်းပြီးတော့ပေါ့နော်ဒါတရားကျိုးရတဲ့နေရာဖြစ်ပါတယ်မနေ့ကပေါ့နော်မနေ့ကကျိုးရတာဖြစ်တယ်မနေ့ကမနေ့ပိုင်းကျိုးရတယ်ဒီနေ့သူတို့ပြင်ထားရပေါ့နော်ပြင်ထားပြီးတော့ဒါဒီနေ့ကတော့သွားလို့ရတယ်ပေါ့နော်ရေကတော့အရင်ပြီးတော့မကြီးတော့ပေါ့နော်ရေကတော့ပြန်ကြပါပြီဟိုကားလေးတွေကအစားပေါ့နော်ဖြတ်လို့ရပါပြီအခုကတော့ဒါ6နာရီ10မိနစ်ရှိပါပြီကြောက်ပရောင်းရောက်ပြီပေါ့နော်အိုးလေးလေးမှပြီရှင်ဒါကတော့ဒါကြောက်ပရောင်းမျိုးတွေပေါ့နော်မျိုးတွေကမြင်မြင်လေးဖြစ်ပါတယ်
အညာဒေတာပေါ့နော်အညာဒေတာနဲ့နေလို့လာတော့မသိဘူးဒီဘက်မှာတော့ထမ်းမင်တွေကတော့တော်တော်များများတွေ့ရပါတယ်အခုကတော့ဒါ6:35ရှိပြီပေါ့နော်ဒါပုပ်ပါတောင်နာနေပြီးတော့ဖြတ်သွားပြီပေါ့နော်ပုပ်ပါတောင်နာကိုတော့ရောက်ပါပြီဟိုမှာအခုလမ်းမြင်နေရတာတော့ဒီမှာပုပ်ပါတောင်မှာပုပ်ပါတောင်ယူဒီကနေလှမ်းမြင်နေရပါတယ်ပုပ်ပါတောင်မှာဘေးနားမှာဆိုလဲကြောက်ကြီးတွေပေါ့နော်တောင်တက်လန်းဆိုတော့ကြောက်ကြီးတွေအကြီးတွေပဲစကားဝါမြေပုပ်ပါတဲ့ကျုပ်ဆိုပါတယ်တဲ့ကဲအခုကတော့ဒါပုပ်ပါမျိုးစပြီးတော့ရောက်ပြီပေါ့နော်ပုပ်ပါမျိုးစပြီးတော့ဝင်ပါပြီရှေ့ဆိုရင်ပကံနီးပြီပေါ့နော်ပကံကိုကြတော့ဒါနိုင်တနားရီလောက်ဆိုရင်ရောက်ပါပြီပကံမျိုးဟောင်းပေါ့နော်ညောင်ဦးနောက်ထပ်တနားရီလောက်မှရင်တော့ရောက်ပါပြီခုမြင်နေရဒါပုပ်ပါတောင်ပေါ့နော်ပုပ်ပါတောင်ရဲ့တောင်ကြီးကိုရောက်နေရဖြစ်ပါတယ်အခုကတော့ဒါကြောက်ပရောင်းမျိုးကနေဆက်ပြီးတော့ထွက်လာပါပြီအခုကတော့ပေါ့နော်ဒါကြောက်ပရောင်းညောင်လန်းကိုတောက်လျှောက်မောင်းလာတယ်ပေါ့နော်အချိန်အပြည့်ဆိုရင်တော့ဒါ10:13မိနစ်ရှိပါပြီကေရိုကကြတော့ဒီကားကသူကကြတော့ပုပ်ပါတောင်ကိုအရင်ဝင်လိုက်တယ်ပေါ့နော်ပုပ်ပါတောင်အရင်ဝင်လိုက်တဲ့အတွက်လမ်းမှာပုပ်ပါတောင်မှာ2 နာရီလောက်တော့ကြာပါတယ်ပြီးတော့မှပုပ်ပါကနေစပြီးတော့ပြန်ထွက်လာတာပေါ့နော်အခုကတော့ဒါပကံကိုရောက်ဖို့အတွက်45မိနစ်လောက်တော့လိုသေးတယ်ပေါ့နော်ဒါလမ်းမှာပဲရှိပါသေးတယ်အခုကတော့10 နာရီခွဲပါပြီဒီကားတော့သူကပိုင်ထန်းတော့အရင်ဝင်မယ်ပိုင်ထန်းတော့ပြီးမှစားတောက်ဆိုင်ဝင်မှာပေါ့နော်စားတောက်ဆိုင်ဝင်ပြီးမှပကံဘက်ကိုသွားမယ်လို့ပြောပါတယ်ဟိုတယ်ချက်ကင်ဝင်မယ်လို့ပြောပါတယ်အဲ့တော့ဒါပကံရောက်ဖို့တော့နည်းနည်းကြာအောင်ပဲပေါ့နော်အခုကတော့ပိုင်ထန်းတော့အရင်ဝင်မယ်လို့ပြောပါတယ်အခုကတော့ဒါပကံနဲ့နီးတဲ့တော့နီးလာပြီပေါ့နော်အချိန်အပြည့်ဆိုရင်ကတော့17 နာရီ17မိနစ်ရှိပြီပေါ့နော်သူတို့ကတော့ဒါလမ်းဘေးရပေါ့နော်လမ်းဘေးမှာဒီရွှေတိုင်းကျော်ဆိုတဲ့ဆိုင်မှာထမင်းစားခဏနားမယ်ထမင်းစားခဏနားပြီးမှပကံကိုဆက်မယ်လို့ပြောပါတယ်အခုလောလောဆယ်ကတော့ဒီထမင်းစားနားဖို့အတွက်သွားနေရဖြစ်ပါတယ်အခုကတော့အချိန်အပြည့်17 နာရီ18မိနစ်ဖြစ်ပါတယ်ဒါပကံမြို့ကြီးကိုစပြီးတော့ဝင်လာပါပြီပကံမြို့ကိုဝင်ပါပြီရှင်အခုကတော့ဒါပကံနဲ့နီးရပေါ့နော်ပကံလို့လည်းခေါ်တယ်ဒါညောင်မြို့လို့လည်းခေါ်တယ်ညောင်ဦးရဲ့မြို့နယ်နမိတ်ကိုစပြီးတော့ဒါခြေချပြီပေါ့နော်စပြီးဝင်လာပါပြီအခုကတော့ဒါပကံကိုရောက်ပါပြီပကံကိုရောက်ပါပြီရှင်ပကံရောက်ပါပြီအခုကတော့ဒါရွှေတိုင်းကျော်ထမင်းဆိုင်ပေါ့နော်ရွှေတိုင်းကျော်ထမင်းဆိုင်မှာဒါသူတို့ဒါနေ့လည်စာစားဖို့တော့ရက်ပေးရပေါ့နော်စားရတော့အဆင်ပြေပါဟင်းတွေလည်းအများကြီးရှိရယ်ဘူဖေးပေါ့နော်ဘူဖေးစားရပါတယ်မြန်မာထမင်းဟင်းကိုပဲဘူဖေးစားရတယ်အခုကတော့ဒါဆက်နေခွဲပြီပေါ့နော်စားပြီးသွားပြီစားပြီးသွားရင်ကိုဒါအခုတဲမြဟိုတယ်သွားနေပြီနော်3 နာရီမှပြန်ပြီးတော့ထက်ကမှာဖြစ်ပါတယ်အခုကတဲရမယ်အတော့ကဟိုတယ်ဖြစ်ပါတယ်အာတော့ကဟိုတယ်ရောက်ပါပြီအချိန်အပြည့်ဆိုရင်တော့12 ခွဲရှိပါပြီ
ဟိုတယ်ရဲ့ဆောင်းလေးတွေညအုပ်လေးပေါ့နော်သူတို့ဒါတင်းလေးတွေအဖြစ်ပေါ့နော်ဒါမှအစင်းဦးလေးတွေထားပေးထားတာနော်အဲ့တော့ဒါ reception မောင်ကနေလှမ်းနေရရေကူးကန်နဲ့ဒါသူတို့တဲကိုမှနေရတယ်ပေါ့နော်အဲ့ဒီလေးဖြစ်ပါတယ်ရေကူးကန်ကိုပတ်လဲပေါ့နော်အခန်းလေးလောက်တာအဲ့အခန်းလေးမှာတည်ရမှာဖြစ်ပါတယ်အခုကဒါဟိုတယ်ခန်းထဲကိုရောက်ပါပြီဟောအခန်းကတော့ကျယ်လဲကျယ်တယ်ပေါ့နော်ကျယ်လဲကျယ်ရေကူးကန်လည်းခုနကတော့နည်းနည်းကြီးရယ်ဆိုတော့လေအစင်းတော့ပြပါတယ်နော်အခုကတော့အခန်းထဲရောက်ပါပြီကဲနားလိုက်ပါဦးမယ်အားလုံးမတက်တာပါ3 နာရီမှပြန်ပြီးတော့တွေ့ပါမယ်တက်တာပါရှင်